ုဒ္ဓမြတ်စွာဟာမကရတိုင်းမှာခရီးဒေသစာရီကြွရင်ရာဇဂုံမြို့ကိုရောက်လာပါတယ်။ဘာကြောင့်ရောက်လာတယ်ဆိုတာကိုမပြောဘူးဒီထဲမှာမြတ်စွာဘုရားဟာခရီးဒေသစာကြွချီရင်မကရတိုင်းတခွင်ခရီးလှည့်လည်ရင်းကနေပြီးတော့ရာဇဂုံမြို့ကိုရုတ်တရက်ရောက်ရှိလာပါတယ်။ရောက်လာတဲ့အချိန်ကလည်းပဲညနေမိုးချုပ်တဲ့အချိန်ဖြစ်တယ်။ရာဇဂုံမြို့အပြင်မှာဘက္ခဝဆိုတဲ့အိုရင်းတဲ့ကြီးကနေ့အခါမှာအိုးလုပ်ငန်းလုပ်အိုးဖုတ်တဲ့နေရာကြီးတဲကြီးရှိတယ်။ရာဇဂုံမြို့အပြင်ဘက်မှာအိုးဖုတ်တဲ့တဲကြီးအဲ့ဒီတဲကြီးကမြို့ပြင်ခက်လန်းလန်းမှာအလွန်စိတ်ငြိမ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ညအခါမှာဆိုရင်အချိန်မဲ့အခါမဲ့ရောက်လာတဲ့ခရီးသွားယဟန်တော်တွေဘာသာရေးပုဂ္ဂိုလ်တွေကအဲ့ဒီအိုးလုပ်တဲ့တဲထဲမှာဝင်ပြီးတဲလေးရှိကြတယ်ညတော့အားနေတာနေ့မှကျတော့အိုးလုပ်တယ်အိုးဖုတ်တဲ့အလုပ်လုပ်တယ်ညတော့အားနေအချိန်မဲ့အခါမဲ့ရောက်လာတဲ့ပုဂ္ဂိုလ်တွေကတညတာဝင်ပြီးတော့တဲအိုးရင်းတဲ့ကြီးရဲ့နာမည်ကဘက္ခဝလို့ခေါ်တယ်အဲ့ဒီဘက္ခဝဆိုတဲ့အိုးရင်းတဲ့ကြီးကလည်းတရားတရားကောင်းတယ်ဘယ်သူလာတဲအခမဲ့တဲခွင့်ပြုတယ်ပေါ့သူအိုးလုပ်တဲ့တဲကြီးညမှာဆိုရင်အားနေတာအဲ့တော့ဘာသာရေးဆရာတွေခရီးသွားတဲ့ပုဂ္ဂိုလ်တွေအချိန်မတော်ရောက်လာလို့မြို့ထဲကဝင်ခွင့်မရဘူးဆိုရင်မြို့ပြင်မှာအဲ့ဒီလိုလာရောက်ပြီးတဲခုံတွေရှိတယ်မြတ်စွာဘုရားကလည်းအတော်လေးမိုးချုပ်မှရောက်လာတော့ဒီကနေ့မြတ်စွာဘုရားကဝေလူဝန်ကျောင်းတော်မကြွဘူးမကြွဘဲနဲ့ဘက္ခဝအိုရင်းတဲ့ကြီးရဲ့အိုးလုတဲ့တဲဘက်ကိုကြွလာပြီးတော့ဘုရားဆိုရင်မဲ့လို့နော်ပိုင်စိုးပိုင်တဲ့သူများအိုးလုတဲ့တဲတဲကိုဝင်မတဲဘူးမြတ်စွာဘုရားကဘက္ခဝဆိုတဲ့အိုရင်းတဲ့ကြီးထံသွားပြီးတော့ခွင့်တောင်းတယ်သစေတိဘက္ခဝအကရုဝိဟရေယာမဣဒဧကရတေမင်းမဝန်မလေးဘူးဆိုလို့ရှိရင်ဟောဒီအိုးလုတဲ့တဲတဲ့ငါတညလောက်တဲချင်ပါလေခရားကခွင့်တောင်းစကားပြောတာဥရိန္ဒေကြီးကအရှင်ဘုရားတဲ့ကုရောတပါးကအဲ့ဒီထဲမှာရောက်နှင့်နေပြီတဲ့တပည့်တော်အနေနဲ့ကတော့ဝန်မလေးပါဘူးတဲ့အဲ့ဒီကုရောကသဘောတူမယ်ဆိုရင်အရှင်ဘုရားကြိုက်တယ်လို့နေပါလို့ပြောလိုက်တယ်သူကလည်းလိမ္မာပန်းတတ်တယ်နော်အရင်ရောက်တဲ့ကုရောကနောက်လာတဲ့ကုရောကြိုက်မကြိုက်မသိဘူးမသိသည့်အတွက်ကြောင့်သူ့အပြစ်လွတ်အောင်သူကပြောလိုက်တာရှင်ဘုရားတဲ့ကုရောတပါးတော့အရင်ရောက်နေတာရှိတယ်ဗျာတဲ့သူကလက်ခံမဲ့ဆိုရင်တော့နေပါတော့တဲ့ရှင်ဘုရားကြိုက်တယ်လို့နေပါဆိုတော့မြတ်စွာဘုရားကလည်းကောင်းပြီဆိုပြီးတော့အိုးလုတဲ့တဲတဲ့ဝင်သွားတော့အဲ့ဒီထဲမှာအိန္ဒိယနိုင်ငံထိုးချိန်တုန်းကလည်းပဲဘာသာရေးအဝတ်ကိုဝိုးပြီးတော့ခိုင်းပေါင်းမြောက်များစွာဘာသာတရားခိုင်းပေါင်းမြောက်များစွာတွေကလည်းအများကြီးရှိလူကြောင့်ဘဝကိုရှောင်ပြီးတော့အဂါရတမအနာဂါရိယအိမ်မှာနေပြီးတော့လူတွေစီးပွားလုပ်တဲ့ဘဝမျိုးကိုဖယ်ရှားပြီးတော့ဘာသာတရားကိုဆောင်းချပြီးတော့လုပ်တဲ့ပုဂ္ဂိုလ်ရဲ့အဝတ်အစားမျိုးဆင်ရင်ပြီးတော့ရောက်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်ရှိတော့မြတ်စွာဘုရားအဲ့ဒီပုဂ္ဂိုလ်ထံသွားပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကိုဘိက္ခုလို့ပဲခေါ်ပါတယ်မြတ်စွာဘုရားကထိုကိထုကကာလတုန်းကဘာသာရေးဝတ်ကိုဝတ်ဆင်ထားတဲ့ပုဂ္ဂိုလ်တွေတော်တော်များများဘိက္ခုလို့ခေါ်တာဘိက္ခုဆိုတာဆွမ်းနေရင်းနေသမင်း၄စဉ်စားเสียတောက်เสียတွေကိုချက်ပြုတ်ပြီးတော့မစားတော့ဘူးဆွမ်းခံပြီးတော့စားတဲ့ပုဂ္ဂိုလ်တွေပေါ့အခုမြန်မာပြည်မှာဆိုတော့ထေရဝါဒဗုဒ္ဓသာသနာထွန်းကားတဲ့နိုင်ငံဆိုတော့ဘိက္ခုဆိုရင်ထေရဝါဒဘုန်းကြီးပဲလို့ဒီလိုပဲအောက်မိပါသူတို့စီမှာတော့တလုံးမဟုတ်ဘုန်းကြီးတို့အိန္ဒိယဗုဒ္ဓဂယာသွားတော့
လမ်းမှာကလားတယောက်နဲ့တွေ့တယ်ကလားကသူကဘာပြောတော့ဆိုလို့ရှိရင်ဘုန်းကြီးတို့နဲ့အတူတူပါလာတဲ့သီလရှင်တစ်ပါးကိုပတ်စံတောင်းပြီးတော့သူကဘာပြောတော့ဆိုရင်ကလားလို့ပြောတာဟမ်မာရီဘိက္ရှုဟဲတဲ့သူပြောတဲ့စကားဟမ်မာရီဘိက္ရှုဟဲဆိုဘိက္ရှုဆိုတာသူဘိက္ခုပါလို့ပြောတယ်အဲ့လိုတောင်းတဲ့လူကလည်းသူ့ကိုယ်သူဘိက္ခုလို့ခေါ်တာပဲဒီမြတ်စွာဘုရားကလည်းအဲ့ဒီဥရိဒီတဲထဲမှာအရင်ရောက်နေတဲ့ကိုတော်ကိုဘိက္ခုတဲ့ဝန်မလေးဘူးဆိုလို့ရှိရင်ဒီနေ့တညတော့ဒီထဲမှာတဲပါရစေဆိုတော့အဲ့ဒီပုဂ္ဂိုလ်ကလည်းပြောတယ်အော်တဲကြီးကအကျယ်ကြီးပါတဲ့အရှင်ဘုရားချမ်းသာသလိုနေပါလို့တဲခွင့်ပြုလိုက်အဲ့တော့ဥရိဒီရဲ့တဲထဲမှာမြတ်စွာဘုရားရဲ့ကြိုတင်ပြီးတော့ရောက်ရှိနေတဲ့ပုဂ္ဂိုလ်တူရဲ့ဒီနှစ်ဦးပဲရှိအဲ့ဒီပုဂ္ဂိုလ်ကမြတ်စွာဘုရားကိုမြတ်စွာဘုရားမှန်မသိဘူးပုဂ္ဂိုလ်တူတယောက်ယဟန်တော်တစ်ပါးကြွလာတယ်လို့ဒီလိုပဲထင်တာပေါ့ယဟန်တစ်ပါးလို့ပဲထင်တယ်အဲ့တော့မြတ်စွာဘုရားရဲ့ပုံပန်းတန်တန်မှာခုခေတ်မှာထူးလုပ်ထားတာတွေကြတော့ထူးခြားခြားကြီးတွေဖြစ်နေတာပေါ့အမှန်တော့မြတ်စွာဘုရားဟာသမနောဂေါရမောဆိုပြီးတော့ယဟန်ဂေါရမဆိုတဲ့နာမည်နဲ့ယဟန်တော်တစ်ပါးပဲလူသားယဟန်ဖြစ်သည့်အတွက်ကြောင့်ထိုခေတ်ထိုခါကာလကလူတွေရဲ့အရာမောင်မျိုးအေဖျားဆိုတော့ထွားထွားကြိုင်ကြိုင်ရုပ်စင်းတပ်ပယ်ပြီးချောချောမောမောတော့ရှိမှာပေါ့နော်သို့တော်လည်းကြည့်လိုက်လို့ရှိရင်တော့ယဟန်တော်တစ်ပါးဟာယဟန်တော်တစ်ပါးပဲပေါ့တခါတော့ကယဟန်တော်တွေကအစည်းအဝေးခမ်းမမှာထိုင်နေကြတယ်ညီတော်ဖြစ်တဲ့နန္ဒမင်းသားကမြတ်စွာဘုရားဝတ်တဲ့သင်္ကန်းမျိုးပေါ့ခပ်ဖားဖားသင်္ကန်းကြီးကိုဝတ်ပြီးတော့ခက်လန်းလန်းကလာတာညီကိုဆိုတော့တူတာပေါ့ယုတ်ကရှင်နန္ဒကြွလာတာကိုခက်လန်းလန်းကမြင်ကြရတဲ့ယဟန်တွေကဟိုမှာဘုရားကြွလာပြီဆိုခီးဥကျွတ်ဆိုဖို့ဆင်သင်ထကြအနိနာရောက်လာတဲ့အခါကျတော့ဘုရားမဟုတ်ဘူးညီတော်နန္ဒမှန်သိတယ်ဆိုတဲ့ဝိနည်းပါဠိတော်ထဲမှာမှတ်တမ်းတစ်ခုရှိတယ်ပေါ့နန္ဒဆိုတာရှင်နန္ဒဟာဘုရားရဲ့ညီတော်မြတ်စွာဘုရားတဲ့လက်လေးသစ်ပဲနေနေတဲ့အရာမြတ်စွာဘုရားနဲ့အရာအမောင်းခတ်ဆင်ဆင်ရုပ်ကလည်းညီကိုဆိုတော့တူတာပေါ့နော်အဲ့ဒီလိုမြတ်စွာဘုရားတခါတရံမထင်မရှားကြွလာတဲ့အခါကျတော့တာမန်ယဟန်တော်တစ်ပါးလို့ဒီလိုပဲယူဆကြတယ်။ခေါဏကတပည့်ပရိသတ်နဲ့ခန္ဓာနာနာနောက်ပါတွေနဲ့ကြွလာတဲ့အခါကျတော့ဘုရားရဲ့ဂုဏ်ကျက်သေးတွေကြီးလိုက်လို့ရှင်အာဒါဘုရားပဲခုခေတ်လုံးနေမှာပေါ့တချို့နာမည်ကြီးတဲ့ဆရာတော်တစ်ပါးကြွသွားရင်မမြင်ဘူးမကြားဘူးတဲ့ပုဂ္ဂိုလ်တွေကတာမန်ဘုန်းကြီးတစ်ပါးလို့လည်းထင်ရင်ထင်တာပေါ့အေးမြတ်စွာဘုရားကိုကျွတ်တင်ပြီးတော့ရောက်နေတဲ့ကိုတော်ကမသိဘူးတဲ့တာမန်ခရီးသွားကိုတော်တစ်ပါးလို့ထင်ပြီးတော့အရှင်ဘုရားတဲ့အကျယ်ကြီးပါကြိုက်တယ်လို့နေပါလို့ခွင့်ပေးလိုက်တယ်ဩရိန္ဒိရဲ့တဲထဲမှာညာဥယျံကလေးကနှစ်ပါးအဲ့ဒီထဲရောက်နေကြမြတ်စွာဘုရားကရောက်ထားတဲ့ကြိုင်နဲ့မျက်ဖြာကလေးခင်းပြီးတော့မလဲပါဘူးမအိပ်ပါဘူးမျက်ဖြာလေးခင်းပြီးတော့စံတမဘဝင်စားတဲ့ကမ္မထာအထုတ်တဲ့ပုံစံနဲ့ထိုင်နေတယ်ခုနကြိုတင်ရောက်နေတဲ့ကိုတော်ကလည်းပဲအဲ့ဒီတိုင်းပဲအိပ်နေတာမဟုတ်ဘူးကမ္မထာထိုင်နေတဲ့သဘောပဲသူကလည်းပဲခက်လန်းလန်းမှဒီလိုပဲထိုင်နေတာညအတော်ညစ်တဲ့တီထီအောင်တန်းကောင်တကောင်းကျော်သည်အထိမြတ်စွာဘုရားကလည်းမျက်ဖြာလေးပေါ်မှာထိုင်ပြီးတော့ဒီလိုပဲငြိမ့်နေစကားတစ်ခေါက်မှမပြောကြတော့ဟိုကိုယ်တော်ကလည်းတူတူပဲခက်လန်းလန်းမှာသူနေရာလေးမှာထိုင်ပြီးတော့ငြိမ့်နေတာတိတ်ဆိတ်ငြိမ့်တဲ့တကောင်းကျော်လာတဲ့အခါကျတော့မြတ်စွာဘုရားကစပြီးတော့
အဲ့ဒီကိုယ်တော်ကိုစကားပြောဖို့ကြိုးစားတယ်မြတ်စွာဘုရားသမဘာဝင်စားရာကနေထားပြီးတော့အဲ့ဒီကိုယ်တော်ကိုစောင်းပြီးတော့ကြည့်လိုက်တဲ့အခါခလန်းလန်းလှမ်းကြည့်လိုက်တဲ့အခါငြိမ့်ပြီးတော့ထိုင်နေတာကိုမြင်တော့မြတ်စွာဘုရားကတော်ချီညိုစရာကောင်းတဲ့ကိုယ်တော်ပဲအတော်ချီညိုစရာကောင်းတဲ့ပုဂ္ဂိုလ်ပဲထိုင်နေလိုက်တာချီစမ်းငြိမ်ငြိမ်သက်သက်နဲ့ငါသူ့ကိုမေးအောင်မှပဲလို့မြတ်စွာဘုရားကစိတ်ကူးရတာနဲ့အနိဗ္ဗာန်ကြွသွားပြီးတော့မေးတာပေါ့မေးတာကဘာမေးတာတော့ဆိုလို့ရှိရင်ကိုတော်ကဘသူကိုဆရာဖြစ်တင်ပြီးတော့သင်္ကန်းဝတ်လာတာလေတဲ့ဘယ်ခိုင်းကလဲလို့ဆိုလိုတာပေါ့ကိုတော်ဆရာဘသူလဲဘသူတရားကိုကြိုက်နေတဲ့တလဲဘသူကိုဆရာတင်ပြီးသာသနာဝင်လာတယ်လဲဘသူတရားကိုကြိုက်တယ်လဲလို့ဒီမေးကိုမေးလိုက်တဲ့အခါကျတော့အားသိစရာကောင်းတဲ့အဖြေဖြေတယ်ကိုကအရှင်ဘုရားတဲ့တာဂိဝင်လူမျိုးတွေတဲကလူလောကခွာရှောင်ပြီးတော့သာသနာပေါင်းဝင်လာတဲ့ယဟန်ခေါရမဆိုတာရှိတယ်အဲ့ဒီယဟန်ခေါရမမှာထူးခြားလေးနဲ့တဲ့အည်သွေးတွေရှိတယ်အရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာစရဏသမ္ပန္နောသကိလေသာတွေအလုံးကုန်စင်တယ်ရှိခိုးပူဇော်တိုက်တယ်အမှန်တရားကိုကိုယ်တိုင်ကိုယ်ပိုင်ဉာဏ်ဖြင့်အချွင်းချမ်းမရှိသိတယ်အကျင့်တရားအသိဉာဏ်နဲ့ပြည့်စုံတဲ့အောင်မြင်ပေါရောက်ပြီးသူဖြစ်တယ်လောကအကြောင်းကောင်းကောင်းသိတယ်လောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိသွန်သင်ဆုံးပါတဲ့နေရာမှာတော့အောင်မြင်ဆုံးပဲထက်တန်းကြဆုံးပဲနတ်တွေလူတွေအားလုံးရဲ့ဆရာလို့ထင်ရှားတယ်သစ္စာလေးပါးကိုသူများသိအောင်ဟောပြောနိုင်တယ်အမတန်မှจิตတည်ရှိတယ်ဘုံကံပါရမီနဲ့ပြည့်စုံတယ်လို့မြတ်စွာဘုရားရဲ့အည်သွေးတွေကိုပြောပြီးတော့တပည့်တော်ဟာအဲ့ဒီယဟန်ခေါရမကိုရည်စူးပြီးတော့သာသနာပေါင်းဝင်လာတာပါတဲ့သူတရားကိုပဲကြိုက်ပါတယ်သူဟာတပည့်တော်ရဲ့ဆရာပါတဲ့သို့တော့ဘုရားနဲ့စကားပြောနေတာဘုရားကသူ့ကိုမေးနေတာဒါယဟန်ခေါရမမြတ်စွာဘုရားမှသူလုံးဝမသိဘူးနော်အဲ့တော့မြတ်စွာဘုရားကထပ်ပြီးတော့မေးတယ်ကဲဒီလိုဆိုလို့ရှိရင်အဲ့ဒီယဟန်ခေါရမဆိုတာရောမြင်ဘူးသလားတဲ့မြင်ရောသိမလားဆိုတော့ရှင်ဘုရားတပည့်တော်မြင်လည်းမမြင်ဘူးတဲ့မြင်လည်းသိမှာမဟုတ်ပါဘူးတဲ့နော်စဉ်းစားကြည့်ညသခေါင်ကျော်ကြီးမှာနှစ်ဦးတည်းစကားပြောနေတာဒါဩရိသိရဲ့တဲတယ်တပည့်တော်မမြင်ဘူးပါဘူးတဲ့မြင်လည်းသိမှာမဟုတ်ပါဘူးတဲ့ဆိုတော့မှမြတ်စွာဘုရားကငါ့ကိုရည်စူးပြီးတော့သာသနာပေါင်းဝင်လာတဲ့ပုဂ္ဂိုလ်ဖြစ်လို့ငါတရားဟောမယ်ပေါ့မြတ်စွာဘုရားကဒီကိုကြွလာတာကိုကသူနဲ့တွေ့ဖို့ကြွလာတာဒါကြောင့်မို့လို့ဝီလူဝံကိုမသွားတာမြတ်စွာဘုရားကတော့အခြေအနေတွေကောင်းကောင်းသိပြီးသားပဲအဲ့ဒီပုဂ္ဂိုလ်ကဘယ်သူလဲလို့ဆိုလို့ရှိရင်ဟိုတက္ကတိလာမြို့ကဘယင်တစ်ပါးပဲသူကတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးတက္ကသိုလ်ဆိုတာကနေ့ခေတ်ပြောမယ်ဆိုလို့ရှိရင်ပါကစ္စတန်နိုင်ငံထဲမှာရှိတာပေါ့ကနေ့ခေတ်မှာလည်းပဲတက်စီလာလို့ခေါ်တယ်တက္ကတိလာအဲ့ဒီတက္ကသိုလ်ပြည်ရဲ့ဘယင်သူ့နာမည်ကပုဂ္ဂုတတိလို့ခေါ်တယ်အဲ့ဒီပုဂ္ဂုတတိဘယင်ကြီးကဘာဖြစ်လို့ဒီကိုရောက်လာတာလဲယဟန်အသွင်ဝတ်ဆင်ပြီးတော့ဒီကိုဘာလို့ရောက်လာတာလဲဆိုတော့အဲ့ဒီပုဂ္ဂုတတိတက္ကသိုလ်ပြည်ရှင်ဘယင်မင်းတရားနဲ့ရာဇဂိုပြည်ကဗိမိသာရနဲ့ကတက်တူရွယ်တူ
တယောက်နဲ့တယောက်မမြင်ဘူးမတွေ့ဘူးသို့သောအမတန်ရင်းနှီးတဲ့မိတ်ဆွေတကယ်ချင်းတွေဖြစ်နေကြတယ်သတင်းကြားနဲ့မိတ်ဆွေဖြစ်နေကြတယ်ဘယ်လိုဆက်သွယ်ပြီးမိတ်ဆွေဖြစ်တုံးဆိုလို့ရှိရင်အခုကနေ့ခေတ်ပါကစ္စတန်ဘက်ကပေါ့အဲ့ဒီတက္ကသိုလ်ခန္ဓာရတိုင်းတက္ကသိုလ်ကကုန်းတယ်တွေအိန္ဒိယနိုင်ငံဘက်အခုရာဇဂိုပြည်ဘက်ကိုလာပြီးတော့ကုန်ရောင်းကုန်ဝယ်လုပ်ကြတယ်ရာဇဂိုကကုန်တယ်တွေကလည်းပဲအဲ့ဒီတက္ကသိုလ်ပြည်ဘက်သွားပြီးတော့ကုန်ရောင်းကုန်ဝယ်လုပ်ကြတယ်လုံရင်းကနေပြီးတော့ဘယင်စီသွားရောက်ခစားတဲ့အခါကျတော့ဘယင်ကစကားစမြည်ပြောရင်းနဲ့တူအကြောင်းတူသိနေကြတာကုန်သွယ်ရေးလုပ်ငန်းကဆက်သွယ်သွားတာပေါ့ကုန်သည်တွေကတစ်ဆင့်သိတော့တစနဲ့ကုန်သည်တွေကဆက်သွယ်သိသွားတော့ခင်မင်းရင်းနှီးမှုတဦးနဲ့တဦးစာပေးကြလက်ဆောင်ပေးကြအဲ့လိုအခြေအနေထိရောက်တက္ကသိုလ်ဘုရင်ပုဂ္ဂုတတိကလည်းထူးဆန်းတဲ့ပစ္စည်းဥစ္စာလေးပါလေးရလာတယ်ဆိုလို့ရှိရင်ကုန်သည်တွေကနေတဆင့်ဗိမိတာရမင်းကြီးစီလက်ဆောင်ပေးလိုက်တယ်တတူရွယ်တူဆိုတော့ပို့ပြီးတော့ခင်ကြတာပေါ့သူတို့သို့တော်တယောက်နဲ့တယောက်မမြင်ကြဘူးမမြင်ဘူးသေးဘူးဗိမိတာရမင်းကြီးကလည်းလက်ဆောင်တုံ့ပြန်ပြီးတော့ပေးဖို့စဉ်းစားတဲ့အခါမှာအကောင်းဆုံးလက်ဆောင်ကဘာလဲဆိုရင်ဓမ္မလက်ဆောင်ဟာအကောင်းဆုံးပဲလို့သူရွေးချယ်ရာဇဂိုပြည်မကရတိုင်းမှာဗုဒ္ဓပွင့်နေတယ်ဆိုတဲ့သတင်းတရားဓမ္မပေါ်ထွန်းနေတယ်ဆိုတဲ့သတင်းဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မကိုလက်တွေ့ကျင့်သုံးနေကြတဲ့တန်ခါပေါ်ထွန်းနေတယ်ဆိုတဲ့သတင်းကိုရွှေပေလာဘောမှာရေးပြီးတော့ကုန်သည်တွေကနေတဆင့်ပုဂ္ဂုတတိပြည်ကြီးစီပို့လိုက်တယ်ပို့လိုက်ပြီးတော့အမှားစကားလေးလည်းပါသေးတယ်အဲ့တော့ဒါကိုထောက်ထားမယ်ဆိုရင်မြတ်စွာဘုရားလက်ထက်ကအခရာအရေးသားမရှိဘူးလို့မပြောနိုင်ဘူးအရေးသားရှိတယ်ပေါ့နော်အရေးသားရှိတယ်လို့ပြောရသို့တော်လည်းစာအုပ်တွေဘာတွေဒါကိုအဓိကမထားကြဘူးပေါ့တရားဓမ္မတွေကိုနှုတ်နဲ့ပဲသင်တဲ့ oral tradition လို့ခေါ်တာပေါ့နှုတ်နဲ့ပဲသင်တယ်နှုတ်နဲ့ပဲပို့ချတဲ့ခေတ်ပေါ့အဲ့ဒီခေတ်ကအဲ့တော့စာပေးလွှာရွှေပေးလွှာတစ်စောင်ရေးပြီးတော့ပေးလိုက်တာပေးပြီးတော့မှားလိုက်သေးတယ်ဟောဒီရွှေပေးလွှာကိုဖတ်တဲ့အခါမှာတဲ့တယောက်တည်းဖတ်ပါစိတ်ငြိမ်တဲ့နေရာဘယ်သူမှအနာနာမှမရှိပါစေနဲ့အလေးနဲ့စဉ်းစားပြီးတော့ဖတ်ပါလို့ဗိမိတာရမင်းကြီးကနှုတ်နဲ့တစ်ဆင့်လဲမှားလိုက်တယ်အမှားစာလဲရေးပို့လိုက်တယ်ဟောပုဂ္ဂုတတိဘုရင်ကြီးကဗိမိတာရစီကလက်ဆောင်ရတယ်ဆိုတော့သူမှားထားတဲ့အတိုင်းပဲခုနှစ်ထပ်ရှိတဲ့တိုက်အပေါ်ဆုံးထပ်ကိုတက်တကားတွေအောက်ကဟာတွေအကုန်ပိတ်ဘယ်သူမှမလာအောင်စာဖတ်နေတဲ့အချိန်မှာအနှောက်အယှက်မဖြစ်အောင်ဆိုပြီးအကုန်လုံးတကားတွေပိတ်ချက်ထိုးပြီးတော့အပေါ်တက်မှတက်ပြီးတော့ဘာလက်ဆောင်လဲထူးထူးဆန်းဆန်းဆိုပြီးတော့ဘုရင်ကြီးကိုယ်တိုင်တူတဲ့တစ်ခုချင်းတစ်ခုချင်းဖွင့်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအထဲထဲမှာရွှေပွေးလွှာကိုတွေ့တယ်ဖတ်လိုက်တဲ့အခါကျတော့ဘာတွေ့တော့ဆိုရင်သူ့နိုင်ငံမှာဖျားဆိုတာပေါ်နေပါတယ်တရားဆိုတာပေါ်နေပါတယ်တန်ခါဆိုတာပေါ်နေပါတယ်ဖျားဆိုတာဘယ်လိုအရေးချင်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တရားရဲ့စွမ်းရည်တွေတရားရဲ့ဂုဏ်ရည်တွေကဘယ်လိုထိုတရားတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်နေကြတဲ့တန်ခါတွေရဲ့ဂုဏ်ရည်ကဘယ်လိုဆိုတာအသေးစိတ်ရေးထားသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဆိုတာတွေအသေးစိတ်ခေါ်ပြီးတော့ရေးထားတော့ဖတ်ရင်နဲ့ပုဂ္ဂုတတိဘုရင်ကြီးကသိပြီးတော့နှစ်ချိုင်ပြီးတော့ခြေနှက်အားရအဲ့ဒီထဲမှာလာတဲ့ကျင့်စဉ်အတိုင်းဟောဒီစာလွှာဖတ်ပြီးကြတဲ့ဘယ်သူမှမတွေ့တော့ဘဲနဲ့တိုင်းရေးပြည်ရေးကိစ္စတွေကိုစီမံခန့်ခွဲဖို့လွှဲအပ်ထားပြီးတော့ဘုရင်ကြီးဟာဗိမိတာရမင်းကြီးရေးပို့လိုက်တဲ့သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဆိုတဲ့ကျင့်စဉ်တွေကိုကျင့်ကြံကြိုးကုပ်အားထုတ်လိုက်တာစတုထဇံအဆင့်ထိရောက်သွားတယ်အဲ့ဒီလိုစတုထဇံအဆင့်ထိရောက်သွားတဲ့အခါကျတော့ဗိမိတာရမင်းကြီးရဲ့စာထဲမှာပါတယ်ဟောဒီတရားတွေကိုလက်တွေ့ကျင့်ကြည့်ပါကျင့်ပြီးလို့ရှိရင်တတ်နိုင်လို့ရှိရင်ဘုန်းကြီးကိုပါလို့မှားလိုက်တာတော့ဘုန်းကြီးတို့တကားလေအဲ့လိုစာလေးရေးလိုက်လို့ရှိရင်ဘုန်းကြီးကိုနိုင်ပါမလား
ရှင်းလိုက်တယ်ဟိုကဘုန်းကြီးကိုပါတယ်ဆိုဗိမိတရမင်းကြီးကသူကတော့မိုးဖက်နဲ့သူများတော့ဘုန်းကြီးကိုခိုင်းတယ်လို့တွေးကောင်းတွေးပြီလေအဲ့တော့ဒီစာဖတ်ရင်းနဲ့တရားကျင့်တဲ့အခါကျတော့တရားကိုသိတဲ့ဘောကျသွားသူကိုယ်တိုင်တရားရဲ့အရသာတွေ့တော့ဆုံးဖြတ်လိုက်တယ်ဒီဖရာကိုငါကိုယ်တိုင်သွားဖူးမယ်သွားဖူးပြီးတော့ငါကိုယ်တိုင်တရားဓမ္မတွေကိုဖရာထံကနိခံပြီးတော့ကျင့်မယ်ဖရာနဲ့တွေ့ချင်တဲ့စိတ်တွေဒါပြစ်ထန်မြို့ထဲမှာသူ့ရဲ့လူယုံတော်တယောက်ကိုဘာသာရေးပုဂ္ဂိုလ်တွေဝတ်တဲ့အဝတ်အစားမျိုးကိုဝယ်ခိုင်းပြီးတော့သူခေါင်းကဆိုရင်သူကသူဖြတ်လို့ဘာသာရေးအဝတ်ကိုဝတ်ဆင်ပြီးနန်းတော်ဘောကဆင်းသွားတယ်ရုတ်တရက်နဲ့အဆောင်တွေကမသိလိုက်ဘူးဘုရင်စီကြွလာတဲ့ပိစိကဗုဒ္ဓတပါးဖြစ်မှာပဲဆိုတဲ့အနေအထားမျိုးလေးနဲ့သူတို့ဘုရင်ကြီးမှမသိဘူးနောက်မှတက်ကြည့်တော့ဘုရင်ကြီးမရှိဘူးဆိုတော့မှတောထွက်သွားတာဆိုနောက်ကလိုက်ကြတယ်နောက်တော့ဘုရင်ကအမိတ်နဲ့တားထားခဲ့တယ်ဘယ်သူမှမလိုက်နဲ့ဆိုဘယ်သွားတာတော့ရသကျူသွားတာကုန်းချောင်းခရီးနော်ရသကျူကုန်းချောင်းခရီးသွားတာအဝေးကြီးပဲယူဇနာ120ကျော်တဲ့ခရီးကြီးကိုသူပါကစ္စတန်ကနေပြီးအိန္ဒိယမကရတိုင်းအခုဘီဟာပြည်နယ်ကိုလာတယ်ဆိုတာနဲ့တဲ့ခရီးမှမဟုတ်ပဲအေးလမ်းမှာရောက်တဲ့နေရာတညအိမ်ရောက်တဲ့နေရာတညအိမ်နဲ့အဲ့လိုကုန်းချောင်းရှောင်းလာလိုက်တာဘယ်ကိုအရင်ရောက်တာတော့ဆိုတော့တာဝတိအရင်ရောက်တယ်တာဝတိမြို့ရောက်တဲ့အခါကျတော့ဇေဒဝန်ကျောင်းမှာအဲ့ကြောင့်ကဖျားရှိသို့တော့ဗိမိတာရရေးတဲ့စာထဲမှာသူရာဇဂျိုမှာဖျားပွင့်တယ်ဣထဆိုတဲ့ဒုနိုင်ငံမှာဖျားပွင့်နေတယ်လို့ဆိုတော့သူ့စိတ်ထဲမှာတာဝတိမှာဖျားမရှိဘူးလို့ထင်တာကိုရာဇဂျိုသွားမယ်ဆိုတာဝတိကိုဖြတ်ပြီးတော့မှ45ယူဇနာကွာဝေးတဲ့ရာဇဂျိုပြည်ဘက်ကိုရောက်လာတာဖယားရဲ့စေတော်ကျောင်းတော်နာကကပ်ပြီးတော့သူကဖယားရှိမှန်မသိလို့ကပ်ပြီးတော့ဖြတ်ကျော်သွားပြီးဟောဒီ45ယူဇနာဒီယူဇနာကို10မိုင်နှုန်းနဲ့သာတွက်ကြည့်ပေါ့တချို့ကလည်း12မိုင်လို့ပြောတယ်10မိုင်လို့လည်းပြောတယ်ရှေးကအခေါ်တယူဇနာအဲ့ဒီ45ယူဇနာကွာဝေးတဲ့ရာဇဂျူထိအောင်ရောက်သွားတာအဲ့ဒီအကြောင်းကိုဘယ်သူကတတိထားမိတော့ဆိုရင်မြတ်စွာဘုရားတတိထားမှာဘာဖြစ်လို့မြတ်စွာဘုရားကသိတော့ဆိုလို့ရှိရင်ဘုရားနန္ဒမောတော့လင်းရောက်တဲ့မလင်းခင်လေးအချိန်မှာမဟာကရုဏာဉာဏ်တော်ကြီးကိုဖြန့်ကျဲပြီးတော့လောကကြီးကိုကြည့်လေရှိတာဒီကနေ့ဘု သူတရားဟောရမလဲဘယ်ပုဂ္ဂိုလ်ကျွတ်တန်းဝင်မလဲဆိုတော့မြတ်စွာဘုရားချီတော့ခန္ဓာရတိုင်းကတက္ကသိုလ်ဘယင်ကြီးပုဂ္ဂုတာတိဟာသာသနာပေါင်းဝင်လာတယ်သူ့ကတရားဟောဖို့ရှိတယ်သူဟာကျွတ်တန်းဝင်လိမ့်မယ်ဆိုတာမြတ်စွာဘုရားသိတယ်သူပဲရောက်သွားတော့ဆိုရာဇကြိုပြည်ဘက်ကဝရဲ့ဘုလုတဲ့တဲထဲမှာသူခဏနားတဲနေတယ်တဏှတာတဲနေတဲ့အချိန်ကြည့်လိုက်တော့လေသူ့အသက်ကသိပ်မရှိတော့ဘာဖြစ်လို့မရှိတော့ဆိုရင်လူများအန္တရာယ်ဆိုတာကမသိနိုင်ကြဘူးเนาะအဲ့ဒီပုဂ္ဂုတတိဘီကြီးဟာဘုန်းကြီးဝတ်လာပြီမဲ့လို့သူ့မှာအန္တရာယ်တစ်ခုရှိအတိတ်ဘဝကရံညိုးရှိတဲ့ပုဂ္ဂိုလ်ကလောက်ကြံတတ်ဖြတ်ဖို့ရအတွက်အန္တရာယ်ရှိအဲ့ဒါနဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီပုဂ္ဂိုလ်တည်သွားလို့ရှိရင်တရားနာလိုက်ရမှာမဟုတ်ဘူးဆိုပြီးဘုရားနဲ့တွေ့အောင်သာဝတိခရီးထပ်မလာခင်မြတ်စွာဘုရားကိုယ်တိုင်ကသွားတွေ့တဲ့သဘောပေါ့အေးမြတ်စွာဘုရားကိုယ်တိုင်ကယုတ်တည်းချက်ချင်းဆိုသလိုပုဂ္ဂုတတိဆိုတဲ့ဒီပုဂ္ဂိုလ်နဲ့တွေ့ရအောင်ရာဇကြိုပြည်နာကဘက်ခွာရဲ့အုတ်လို့တဲ့တဲဘက်ကိုကြွလာခဲ့တာဖြစ်တယ်ခရီးပန်းပြေအောင်လို့အလုံးဝေးလံတဲ့ခရီးကနေပြီးတော့ပင်ပင်ပန်းပန်းရောက်လာတာဖြစ်လို့ခရီးအပန်းပြေသည်ထိမြတ်စွာဘုရားကစောင့်ဆိုင်ပြီးတညာလုံးထိုင်ပြီးတော့အပန်းဖြေနေကြတယ်
ညနိုင်ပြန်2ချက်3နာရီလင်းအားကြီးအချိန်လောက်မှမြတ်စွာဘုရားကသူ့နှုတ်ဆက်တယ်ဒီလိုခံမှန်းရအဲ့လိုနှုတ်ဆက်တဲ့အခါမှာသူကိုယ်တိုင်ကယဟန်ဂေါရမရဲ့တပည့်ဖြစ်ကြောင်းမြတ်စွာဘုရားရဲ့တပည့်ဖြစ်ကြောင်းမြတ်စွာဘုရားကိုယေရှုဥတီပိသာသနာပေါင်းဝင်ခဲ့တဲ့အကြောင်းသူတရားကိုနှစ်သက်တဲ့အကြောင်းဒီလိုပြောတော့မှမြတ်စွာဘုရားကဓမ္မတိဘိက္ခုပါတိတ္တာမိတာရုကံသူနောဟိမနတိကရောဟိအေးဘိက္ခုဒီလိုဆိုလို့ရှိရင်ငါဓမ္မကိုဟောမယ်အဲ့ဒီဓမ္မကိုတတိထားပြီးခရုစိုက်ပြီးတော့နာပါလို့ဆိုတော့တရားဟောမယ်ဆိုတော့ဘယ်သူဟောသဘောကျတာကောင်းပါပြီနာပါမယ်ဆိုအဲ့ဒီအချိန်ထိဘုရားမှမသိသေးဘူးเนาะလုံးဝမသိသေးဘူးအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားကလည်းဒီပုဂ္ဂိုလ်ကစတုထဆံရသည်ထိအောင်သမထကျင့်စဉ်မှာပေါက်ရောက်နေတဲ့ပုဂ္ဂိုလ်တမာရီစွာတွေအလွန်ကောင်းနေတဲ့ပုဂ္ဂိုလ်သူ့ကိုသီလအကြောင်းလို့ဘာလို့ဟောနေစရာမလိုတော့ဘူးသီလကလည်းဖြူစင်းနေတယ်တမာရီအကြောင်းလည်းဟောနေစရာမလိုဘူးတမာရီကလည်းပဲစတုထဆံအဆင့်ထိအောင်ရောက်အဲ့တော့ထိုခေတ်ထိုအခါမှာမြတ်ဗုဒ္ဓရဲ့သာသနာကလွဲလို့မဟောနိုင်မပြောနိုင်တဲ့ဝိပဿနာကျင့်စဉ်ကိုမြတ်စွာဘုရားကတန်းပြီးဟောလိုက်တာနော်တရားကတော့ဟောတဲ့တရားလေးကချင်းချင်းလေးပဲလေးနဲ့တဲ့တရားဖြစ်သည့်အတွက်ကြောင့်အာယုံစိုက်ကြရမှာပေါ့လူဆိုတာဓာတ်6ပါးနဲ့ဖွဲ့စည်းထားတဲ့အရာဖြစ်တယ်တဲ့ဒါစကားတစ်ခုသဗ္ဗတယနောဓာတ်6ပါးနဲ့ဖွဲ့စည်းထားတဲ့လူဆိုတာပြင်ဘက်ကအာယုန်တွေနဲ့ကန့်တက်လောက်တဲ့အခါမှာဆက်သွယ်တဲ့အခါမှာအခြေခံ6မျိုးရှိတယ်ဆက်သွယ်စရာအခြေခံ6မျိုးရှိတယ်အထာရသမနောပဝိစာရောအာယုန်6ပေါ်မှာစိတ်ဖြစ်တာ18မျိုးရှိတယ်ဒါဘုန်းကြီးတို့ရဲ့ဘဝကိုပြောနေတာတတ္တဝါအလုံးရဲ့ဘဝကိုပြောလူတိုင်းဟာဒီတိုင်းပဲကဲဒါလေးကိုကျင့်ချုပ်ပြီးတော့ကြည့်ရမြတ်စွာဘုရားကရှင်းပြီးတော့ဟောပါတယ်ဓာတ်6ပါးဆိုတာဘာလဲ6 element ပေါ့ဓာတ်6ပါးကဘာလဲလို့ဆိုပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်အာကာသဓာတ်ဝိညာဏဓာတ်ဒီလိုပြောရင်စာလို့ပြောနေရတာဖြစ်သည့်အတွက်ကြောင့်ကဲကိုယ်တဏ္ဍာမှာရှာပြီးတော့ကြည့်လူတိုင်းမှာဓာတ်6ပါးရှိတယ်ကဲပထဝီဆိုတာကိုယ်တဏ္ဍာကိုကြည့်လိုက်မာမာတွေအတုံးအခဲတွေမှန်သမျှပထဝီလို့ကြည့်နော်ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေကိုကြည့်မယ်ဆိုရင်ဆံပင်မွေးညင်ခြေသေးလက်သေးသွားအရည်အသားအကြောအယိုးချင်းစီအညွတ်နှလုံးအသက်အမေးအဖြစ်အဆုပ်ဥမဥသိစာတိစာဟောင်းအဲ့ဒီသဘာဝတရားတွေဟာဘာတွေတော့ဆိုရင်မြတ်စွာဘုရားကဒါတွေဟာမာမာတုံးခဲတွေဖြစ်တဲ့အတွက်ကြောင့်အတုံးအခဲမာမာသဘောတွေဖြစ်တဲ့အတွက်ကြောင့်ဒါကိုပထဝီဓာတ်လို့ခေါ်တယ်မြတ်စွာဘုရားကခန္ဓာကိုယ်မှာရှိတဲ့လူရဲ့ခန္ဓာကိုယ်မှာသိလွယ်မြင်လည်အောင်ကဲစဉ်းစားကြည့်လိုက်ကိုယ်တဏ္ဍာမှာရှိတဲ့စံပင်မွေးညင်းခြေသက်လက်သက်သွားအရေးအသားကြောဒီမာမာအရာတွေမှန်သမျှအတုံးခဲမှန်သမျှဒါတွေဟာပထဝီဓာတ်တွေပဲတဲ့အဲ့ဒါကိုပထဝီလို့ခေါ်တာအဲ့တော့လူရဲ့တဏ္ဍာမှာဒါတွေနဲ့ပဲဖွဲ့စည်းထားတာအပြင်ဘကပထဝီပဲဖြစ်ဖြစ်ခန္ဓာကိုယ်ထဲကပထဝီပဲဖြစ်ဖြစ်မာမာအတုံးခဲတွေမှန်သမျှအတုံးခဲတွေမာရာပြော့တာတွေမှန်သမျှအလုံးဟာပထဝီတွေပဲတဲ့ကဲနောက်အာဘောဆိုတော့လည်းစဉ်းစားကြည့်ပေါ့လူရဲ့တဏ္ဍာမှာရှိတယ်နော်အာဘောနဲ့ပတ်သက်ပြီးတော့အတုဝတခေလောသင်္ကဏိကလတ္တိကမုဒ္ဒပိဋ္တံသေမံပုဗ္ဗောလောဟိတံသေတော်မေတော်နော်တိကျေတလိပ်ပြည်သွေးချွေးအစီကဲမျက်ရည်စီကြီးတတွေနှက်အစေချင်းကဲလူခန္ဓာကိုယ်မှာရှိတယ်ဟာနော်အဲ့ဒီအရေးသဘောတွေမှန်သမျှအကုန်လုံးအာဘောပဲဒါဒုက္ခဏကိုယ်ထဲမှာသေချာစဉ်းစားကြည့်ဒါပဲရှိတယ်
ဘုန်းကြီးတို့ခန္ဓာကိုယ်ကိုပြန်ပြီးတော့ခွဲစိတ်ပြီးတော့ကြည့်မယ်ဆိုရင်အခုပြောတဲ့အတုံးခဲတွေရှိတယ်အရေးတွေရှိတယ်ဒါပထဝီအာဘောကဲနောက်တစ်ခုအပူ၄မျိုးရှိတယ်တဲ့ခန္ဓာကိုယ်ထဲမှာကြည့်ပူတဲ့သဘောတွေ၄မျိုးရှိတယ်ပူတဲ့သဘော၄မျိုးတွေကဘာလို့ဆိုရေနတန်တပတိတခါတရံကျတော့အဖျားတက်တဲ့ခါကျတော့ခန္ဓာကိုယ်မှာမပူဘူးလားအဲ့ဒီအပူကတစ်မျိုးနော်အဲ့ဒါကိုတန်တပနာတေဇောလို့ခေါ်တယ်ဖြားပြီဆိုလို့ရှိရင် temperature မြတ်လာခန္ဓာကိုယ်ပူလာနောက်တစ်ခုကလူရဲ့ခန္ဓာကိုယ်ထဲမှာဘာအပူရှိတုံဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းရင့်ပြီးတော့ရုပ်အဆင်းတွေပြိုပြီးကျသွားအောင်လောင်တဲ့ပူလောင်တဲ့သဘောကိုဇီရဏတေဇောလို့ခေါ်တယ်ဒါကြောင့်မို့လို့အဲ့ဒီဇီရဏတေဇောဆိုတဲ့အပူသဘောကြောင့်ခေါင်းပေါ်ကဆံပင်လေးတွေကဖြူပြီးတော့သွားတွေပါလေလဲကျွတ်ထွက်ကုန်တော့ပရေတွေလဲစူစူပြေပြေမရှိတော့၆ပြီးတွန့်လာဟုတ်ကဲ့လူဟာအယုတ်ဆိုးအကြီးတန်းဖြစ်လာဘာဖြစ်လို့လဲဆိုရင်ခုနကဒီဇီရဏတေဇောလူကိုအိုးစေတာလည်းပဲဒီတေဇောကြောင့်အိုးတာအဲ့ဒီအပူကတစ်မျိုးနောက်အပူတစ်မျိုးကဘာလို့ဆိုရင်အိုးတခါတရံကျတော့ခန္ဓာကိုယ်မှာပူလိုက်တာလောင်လိုက်တာနဲ့ဆိုဖြစ်ရတယ်လေတခါတရံတေဇောကပြင်းထန်လာလို့ပူလာကြီးလောင်လာကြီးဆိုတဲ့အပူမျိုးကလည်းပဲခန္ဓာကိုယ်မှာလောင်တဲ့အပူမျိုးဒါပရိဒရှနတေဇောလို့ခေါ်တယ်နောက်တစ်ခုကစားသမျှအစာအာဟာရတွေကျက်သွားတယ်ဒါပါစကတေဇောလို့ခေါ်တယ်ဒီအပူကြောင့်ကြည့်လေဆံလေးဆံကိုမာလေးအိုးထဲထည့်ပြီးတော့ရေနဲ့အောက်ကမီးလေးနဲ့ပေးလိုက်တော့ဆံအမာလေးတွေပြော့မသွားဘူးလားအဲ့တိုင်းပဲစားတဲ့အစာတွေဟာဗိုက်ထဲရောက်တဲ့အခါကျတော့အဲ့ဒီအပူကြောင့်နတ်သွားတဲ့အခါကျတော့ကြည်လေးတွိုင်းလက်ကိုစွန့်တဲ့အခါကျတော့ဘာရညာရဲ့ကွဲသေးလားအကုန်လုံးကြည်မွပြီးတော့ရောထွေးသွားတာပဲမဟုတ်လားမစင်ဖြစ်သွားတဲ့အခါကျကြည်ဘလောက်နူးညံ့ပြီးတော့သွားတော့အကုန်လုံးကြည်မွပြီးတော့ကြည်ချေထားလိုက်တာအကုန်လုံးကြည်တာဘာမှမသိတော့မစင်နဲ့ရောက်သွားရင်ဒါကဟင်းရွက်ပဲဒါကဘာပဲခွဲလို့ရသေးလားအေးတခါတရံတော့မကြည်တာလည်းရှိကောင်းရှိမှာပေါ့နော်အဲ့ဒါဟာပါစကတေဇောလို့ခေါ်တယ်အဲ့ဒီအပူ၄မျိုးဟာလည်းခန္ဓာကိုယ်ထဲမှာရှိတယ်တဲ့ဒါကိုတေဇောဓာတ်လို့ခေါ်တယ်ကဲနောက်တစ်ခုစဉ်းစားကြည့်ဝါယောဆိုတာအေးအပေါ်တက်လာတဲ့လေရှိတယ်တခါတရံတချို့ဝေးနဲ့ဆိုပါစကထုတ်ပါအပေါ်တက်လာတဲ့လေအောက်ဆုံးသွားတဲ့လေရှိတယ်ဗိုက်ထဲကတခါမြည်တဲ့လေရှိတယ်ဥရီထဲမှာရှိနေတဲ့လေရှိတယ်ဟုတ်ကဲ့လားလေအမျိုးမျိုးခန္ဓာကိုယ်ထဲမှာသွေးတွေလဲပတ်နေတာလဲလေရဲ့စွမ်းအားနဲ့လဲပတ်တယ်ဘာဖြစ်လို့လဲဆိုရင်နှလုံးသားကနေပြီးတော့ပတ်သဘောမျိုးရှုံလိုက်တွားလိုက်လောက်နေတဲ့အတွက်ကြောင့်အဲ့ဒီလေအားနဲ့တွန်းပို့နေတာနော်အဲ့တော့အဲ့ဒီလေရှိတယ်နောက်ပြီးတော့24နာရီမပြတ်ဘုန်းကြီးတို့အသက်ရှူနေကြတဲ့လေရောမရှိဘူးလားအေးလေ6မျိုးတဲ့အဲ့ဒါကိုဝါယောဓာတ်လို့ခေါ်တယ်ကဲပေါင်းလိုက်တော့လူရဲ့တဏ္ဍာမှာပထဝီရှိတယ်အာဘောရှိတယ်တေဇောရှိတယ်ဝါယောရှိတယ်ဟောဒါတွေနဲ့တိဆောက်ထားတာပဲဒါလွဲလို့ဘာရှိသေးတော့မရှိဘူးကဲနောက်တစ်ခုဘာရှိတော့ဆိုရင်အာကာသဆိုတာဟင်းလင်းပေါက်တွေလူမှာကြည့်နှာခေါင်းပေါက်ရှိတယ်ဟင်းလင်းပေါက်ကပါးစပ်ပေါက်ရှိတယ်နားပေါက်ရှိတယ်နှာခေါင်းပေါက်တယ်နားပေါက်တယ်ဟင်းလင်းပေါက်တယ်ဒီအပေါက်တွေကလူရဲ့ခန္ဓာကိုယ်ကြီးကကျူကြီးနဲ့လှုပ်ထားတာဆိုတော့အကုန်လုံးဟာအပေါက်တွေနဲ့ကြီးပဲเนาะအဲ့ဒါကိုအာကာသဓာတ်လို့ခေါ်တယ်ဓာတ်ဘယ်နှပါးရသွားပြီ၅ပါးရသွားပြီအဲ့ဒါတွေကရုပ်နဲ့ပတ်သက်တာတွေတဲ့ခန္ဓာကိုယ်ရဲ့ body ရုပ်ပိုင်းဆိုင်ရာတွေဟောဒီ၅ခုနဲ့တိဆောက်ထားတာအဲ့ဒီအပြင်ထူးခြားတာဘာရှိသေးတယ်ဆိုလို့ရှိရင်အသိစိတ်တဲ့ဒါကိုဝိညာဏတ္တလို့ခေါ်တယ်ဝိညာဏတ္တကဘာတွေသိတာတော့ဆိုရင်အေးချမ်းသာရင်ချမ်းသာတယ်လို့သိတယ်ဆင်းရဲရင်ဆင်းရဲတယ်လို့သိတယ်ချမ်းသာတာဆင်းရဲတာမဟုတ်ဘူးဆိုရင်ချမ်းသာတာဆင်းရဲတာမဟုတ်ဘူးလို့သိတယ်ဟောဒီအသိလေးကညောင်းရင်ညောင်းတယ်လို့သိတယ်ပေါ့ကိုက်ရင်ကိုက်တယ်လို့သိတယ်နာရင်နာတယ်လို့သိတယ်
ဘသူကသိနေတာလဲခုနကပထဝီအာဘောတေဇောဝါယောအာကာသတို့ကသိတာလားသို့မဟုတ်စိတ်ကသိတာလားအေးသိတဲ့စိတ်လေးကိုဒီမှာဝိညာဏလို့ခေါ်တယ်ပေါင်းလိုက်တဲ့အခါကျတော့ဓာတ်6ပါးဩလူဆိုတာတတ္တဝါဆိုတာအဲ့ဒီ6ခုပေါင်းစပ်ပြီးဖွဲ့စည်းထားတဲ့အရာသာဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်ဘေကုဩယံယမုရိသောဤတတ္တဝါဆိုရာသာတာတုရောဓာတ်6ပါးအစုအဝေးများသာဖြစ်တယ်ဒါပဲဓာတ်6ပါးအစုဝေးနဲ့စုထားတာဒီပြပါရရှိသေးတုံးဆိုရင်ဒီလိုစုဝေးထားတဲ့ဓာတ်6ပါးအစုဝေးကြီးမှာထူးထူးခြားခြားဘာတွေပါနေတုံးဆိုရင်ပြင်ပကအာယုန်တွေနဲ့ဆက်သွယ်တဲ့အရာအခြေခံဆက်သွယ်ရေးကိရိယာအခြေခံ6မျိုးရှိတယ်။သဗ္ဗတယေရနောဆက်သွယ်ပြီးတော့ပြင်ပကအာယုန်တွေနဲ့ဆက်သွယ်ဖို့ရအခြေခံ6မျိုးလည်းပါရှိတယ်။ဘာတွေနဲ့ဆက်သွယ်တာတော့စက္ခုတံဖတ်တာသောတာတံဖတ်တာကာဏတံဖတ်တာဇီဝတံဖတ်တာကာယတံဖတ်တာမနောတံဖတ်တာ။မျက်စိကမြင်စရာအာယုံကိုကြည့်ပြီးတော့ဆက်သွယ်တယ်မျက်စိကဆက်သွယ်ရေးကိရိယာတစ်ခုပဲဟုတ်တယ်မဟုတ်လားမျက်စိကဘာနဲ့ဆက်သွယ်တာတော့ဆိုမြင်စရာအာယုံနေနဲ့ဆက်သွယ်တယ်နားကဘာနဲ့ဆက်သွယ်တာတော့အတန်နေနဲ့ဆက်သွယ်တယ်အတန်နေနဲ့ဆက်သွယ်တာကနားအနတ်နဲ့ဆက်သွယ်တာကနှာခေါင်းအနတ်တို့ဘာလို့ဆိုပြင်ဘက်ကအရသာနဲ့ဆက်သွယ်တာကရှာလက်ဖွားပေါ်တင်လို့အရသာသိတာမဟုတ်ဘူးရှားပေါ်တင်မှအရသာသိတာနောက်အထီးတွေ့နဲ့ဆက်သွယ်တယ်ကာယမျက်စိလည်းပိတ်ထားမယ်နားလည်းပိတ်ထားမယ်နှာခေါင်းကလည်းအနံ့မရဘူးရှားလည်းအသုံးမချဘူးခန္ဓာကိုယ်လည်းအသုံးမချဘူးဆိုရင်ဘာနဲ့ဆက်သွယ်လို့ဆိုစိတ်နဲ့ဆက်သွယ်တာဆက်သွယ်မှုတစ်ခုအားလုံးဆက်သွယ်မှုကဘယ်နှခုရှိတာ6ခုရှိတယ်ဒါကြောင့်မို့လို့တတ္တဝါဆိုတာအဲ့တိုင်းပဲဆက်သွယ်မှု6မျိုးနဲ့ဖွဲ့စည်းထားတာကဲဆက်သွယ်မှု6မျိုးအပြင်မရှိသေးတယ်လို့ဆိုလို့ရှိရင်စိတ်ဖြစ်တာ18မျိုးရှိသေးတယ်အဲ့ဒီဆက်သွယ်တဲ့နေရာ base လို့ခေါ်တာပေါ့နော် eye base ear base nose base tongue base အဲ့ဒီ base ဆိုတဲ့အခြေခံဆက်သွယ်ရေးဌာန6မျိုးမှာလာပြီးတော့ဆက်သွယ်တဲ့အာယုံက6ခုရှိတယ်။ဘာလို့ဆိုရူပယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုတ္တပါယုံဓမ္မယုံရူပယုံဆိုတာမျက်စိနဲ့မြင်ရတဲ့အရာကိုပြောတာ visible object တတ္တယုံဆိုတာအတန်ကိုပြောတာ sound ခန္ဓာယုံဆိုတာအနံ့ကိုပြောတာ smell နော်ရတ္တယုံဆိုတာအရာကိုပြောတာ tasteဖုတ္တပါယုံဆိုတာထိလို့သိရတဲ့အရာကိုပြောတာ tangible object ဓမ္မယုံဆိုတာအခြားကြံတွေးလို့သိတဲ့အာယုံမှန်သမျှကိုပြောတာပေါင်းလိုက်တဲ့အခါကျတော့အာယုံ6မျိုးမရှိဘူးလားအဲ့ဒီအာယုံ6မျိုးကခုနက base 6ခုလာပြီးတော့ contact လုပ်တဲ့ဆက်သွယ်တဲ့ရူပယုံကမျက်စိနဲ့ဆက်သွယ်လာတယ်တတ္တယုံကနားနဲ့ဆက်သွယ်မိလာတယ်ခန္ဓာယုံကနှာခေါင်းနဲ့ဆက်သွယ်မိလာတယ်ရတ္တယုံကလျှာနဲ့ဆက်သွယ်မိလာတယ်ဖုတ္တပယုံကခန္ဓာကိုယ်နဲ့ဆက်သွယ်လာမိတယ်ဓမ္မယုံကမနနဲ့ဆက်သွယ်လာမိတယ်အဲ့ဒါလို့ဆက်သွယ်လာတဲ့အခါကျတော့အာယုံတစ်ခုတစ်ခု3မျိုးစီဖြစ်လာတယ်ဘယ်လို3မျိုးစီဖြစ်တော့ဆိုတော့ရူပယုံကလည်းပဲကြည့်မျက်စိကမြင်လာတဲ့အာယုန်တိုင်းဟာအချောတွေအလှတွေအကောင်းတွေကြီးပဲလားခြေနှက်เสียကြီးပဲလားဟုတ်ဘူးမြင်ပြီးတဲ့အခါဝမ်းသာတာကြီးပဲလားမြင်လို့ဝမ်းနေတာရောမရှိဘူးလားမြင်လို့ဝမ်းသာရတာရှိတယ်မြင်လို့စိတ်ညစ်ရတာရှိတယ်နော်မြင်ပြီးတော့စိတ်ညစ်ရတာတခါတည်းကျတော့ယူနေတယ်မြင်ရတာဝမ်းသာစရာလည်းမဟုတ်စိတ်ညစ်စရာလည်းမဟုတ်ဟုတ်တယ်ရိုးမြင်နေတာဆိုတော့3မျိုးမဖြစ်နိုင်ဘူးလားအတန်ကလည်းတစ်ခါတလေအတန်လေးကြားရင်ဝမ်းသာတယ်တချို့အတန်ကြားတဲ့အခါကျတော့ဝမ်းသာတာမဟုတ်ဘူးစိတ်ညစ်စရာအတန်ကြားတချို့ကျတော့ဝမ်းသာစရာလည်းမဟုတ်ဘူးစိတ်ညစ်စရာလည်းမဟုတ်အနံ့ကြတော့ရော
တချို့အနံ့နာလိုက်ရလို့ရှိရင်မွေးကြိုင်တဲ့အနံ့လေးဆိုလို့ရှိရင်ဟောဝမ်းသာမှုဖြစ်သွားတယ်စိတ်ထဲမှာစိတ်ဖြစ်သွားဟိုဇွဲပန်းလေးအနံ့လေးနားလိုက်ရတယ်ဆိုစိတ်ထဲမှာဝမ်းသာသွားဝမ်းသာတဲ့အနံ့တခါတရံကျတော့တာမန်ဒီမကောင်းတဲ့အနံ့ကြီးကိုမကြိုက်တဲ့အနံ့ကြီးဆိုရင်စိတ်ညစ်မသွားဘူးလားတခါတရံကျတော့ဝမ်းသာတာလည်းမဖြစ်ဘူးစိတ်ညစ်စရာလည်းမဖြစ်ဘူးဆိုတဲ့အနံ့မျိုးရောမရှိဘူးလားရှိတော့၃မျိုးအရသာကလည်းပဲထို့အတူပဲရှားပေါ်တင်ကြည့်လိုက်လို့ဝမ်းသာသွားတဲ့အရသာရှိတယ်စိတ်ညစ်သွားတဲ့အရသာရှိတယ်စိတ်ညစ်တာလည်းမဟုတ်ဝမ်းသာတာလည်းမဟုတ်ဒီလိုရတာလည်းရှိတယ်ခန္ဓာကိုယ်လာထိတဲ့အထိကလည်းအတူတူပဲတခါတလေကျတော့ comfort ဖြစ်တယ်ဝမ်းသာတယ်တခါတလေကျတော့ uncomfortable ဖြစ်တယ်ဝမ်းမသာဘူးဟုတ်လားစိတ်ညစ်တယ်တခါတရံကျတော့ comfort လည်းမဟုတ်ဘူး uncomfort လည်းမဟုတ်ဘူးဆိုရင်ဘာမှမဖြစ်တာလည်းရှိတယ်၃မျိုးပဲစိတ်ကူးတာလည်းပဲတခါတလေစိတ်ကူးလေးကလှလှလေးစိတ်ကူးမိလို့ရှိရင်ခြေနဲ့ဝမ်းသာပြန်တယ်ခါတလေမဟုတ်တာသွားစိတ်ကူးမိလို့ရှိရင်လည်းစိတ်ညစ်ရပြန်တယ်တခါတလေကျတော့ရိုးရိုးတန်းတန်းပဲစိတ်ကူးတာဆိုတော့ဘာမှမဖြစ်ဘူးအာယုန်တစ်ခုတစ်ခုမှာ၃မျိုးစီဖြစ်လိုက်တဲ့အခါကျတော့6ကို3နဲ့မြောက်တော့ဘယ်လောက်ဖြစ်စိတ်ဖြစ်တာအဲ့ဒါလို့18ခုရှိတယ်လို့ဒါပြောတာနော်အာယုန်နဲ့ base contact လုပ်လိုက်တဲ့အခါကျတော့ဟောဒီ18မျိုးဖြစ်လာတယ်ဒါဘုန်းကြီးတို့ရဲ့နေ့စဉ်ဘဝပဲဟုတ်တယ်မဟုတ်လားလူတွေကိုစဉ်းစားကြည့်နေ့စဉ်ဘဝဒါပဲလူရဲ့ခန္ဓာကိုယ်ကြီးကဓာတ်6ပါးနဲ့တိဆောက်ထားတယ်ဆက်သွယ်စရာတရား6ခုရှိတယ်အာယုန်နေနဲ့လာပြီးတော့ဆက်သွယ်တဲ့အခါမှာစိတ်ဖြစ်တာ18မျိုးရှိတယ်ဒါပဲလူဘဝတတ္တဝါဆိုတာဒါပဲခွဲကြည့်လိုက်လို့ဒါကို analysis of element analysis of element ဓာတုဝိပင်ကတော့မြတ်စွာဘုရားကထူးထူးခြားခြားဖြစ်ဖို့ရာအတွက်ကြတော့တဲ့ယတ္တိချက်၄မျိုးရှိရမယ်ဒါသူတော်စင်တွေအတွက်တရားကျင့်ဖို့မြတ်စွာဘုရားစတုရဒိဋ္ဌာနောလူတိုင်းမှာမဖြစ်ဘူးတန်မြာကလွတ်ဖို့ရာအတွက်ကြတော့ယတ္တိချက်၄မျိုးရှိရမယ်အဲ့ဒီယတ္တိချက်၄မျိုးဆိုတာဘာလဲဆိုရင်နံပါတ်1ကပညာဒိဋ္ဌာနာအသိဉာဏ်ပေါ်မှာအခြေစိုက်ထားရမယ်ဒါတစ်ချက်နံပါတ်2ကသစ္စာဒိဋ္ဌာနာအမှန်တရားပေါ်မှာသစ္စာပေါ်မှာအခြေစိုက်ထားရမယ်နံပါတ်3ကစာဃာဒိဋ္ဌာနာစွန့်လွတ်မှုပေါ်မှာအခြေစိုက်ထားရမယ်နံပါတ်4ကဥပတ္တမဒိဋ္ဌာနာအငြိမ့်တဲ့ပုံမှာအခြေစိုက်ထားရမယ်တဲ့အခြေပြုရမှာဘယ်နှမျိုးတော့အဲ့ဒီ၄မျိုးပေါ်မှာပညာပေါ်မှာသစ္စာပေါ်မှာဆွန့်လွတ်မှုပေါ်မှာငြိမ်းအေးမှုအပေါ်မှာကိလေသာအပူတွေငြိမ်းသွားတဲ့ငြိမ်းအေးမှုပေါ်မှာဆိုတဲ့အဲ့ဒီ၄ချက်ပေါ်မှာအခြေစိုက်မိသွားပြီဆိုလို့ရှိရင်စတုရဒိဋ္ဌာနောယထာဒိဋ္ဌံမညတဝနဘဝတ္တန္တိစတုရဒိဋ္ဌာနော၄ပါးသောယတ္တိယာရှိသည်ဖြင့်ယထာအချင်းယတ္တိယာ၄မျိုး၌ထိတံအခိုင်အမာတည်ရှိတဲ့ပုဂ္ဂိုလ်ကိုမညတဝအတွေ့အထင်အတွေ့အမြင်ဆိုတဲ့စီဝင်တတ်တဲ့သဘာဝတရားတွေဟာနဘောတန္တိမဖြစ်တော့ကုန်အဲ့ဒီပညာပေါ်မှာယတ္တိထားမယ်အမှန်တရားပေါ်မှာယတ္တိထားမယ်စွန့်လွတ်မှုပေါ်မှာယတ္တိထားမယ်ငြိမ်းအေးမှုမှာဆွေးမြဲမြဲတည်ရှိနေပြီဆိုလို့ရှိရင်အထင်တွေအမြင်တွေမလာတော့ဘူးလို့ပြောတာဘုန်းကြီးတို့တွေကလောကမှာအသက်ရှင်နေကြတာအထင်နဲ့အမြင်နဲ့အသက်ရှင်နေတာလေကဲဘာထင်နေတော့ဆိုရင်ခုနကပြောတဲ့ဓာတ်6ပါးကိုငါလို့ထင်နေတာပဲငါဟာလို့ထင်နေတာပဲဟုတ်တယ်မဟုတ်လားငါပဲပြောတယ်လေငါမျက်လုံးငါနှာခေါင်းငါရှာငါနာငါဘဝဒါဘာလို့ဆိုအထင်ပဲရှိတယ်တကယ်မှဟုတ်မှာမဟုတ်တာအထင်ကဘာကြောင့်ဖြစ်တာတော့ဆိုတဏှာကြောင့်ဖြစ်တာတွဲတားနေတာဒါလေးပုံငါဘဝငါဟာဆိုပြီးဣတံမမဒါငါဟာဆိုတဲ့အတွေ့လေးနဲ့တွဲနေတာတကယ်စဉ်းစားကြည့်ရင်ပထဝီဟာပထဝီပဲအာဘောဟာအာဘောပဲတေဇောဟာတေဇောပဲ earth element just earth element ဟုတ်ကဲ့လားငါလို့ပြောစရာတခုမှမရှိဘူးဒီထဲမှာ
သူ့တဘာဝတရားတွေဆိုင်ရာအကြောင်းကြောင့်ဖြစ်နေတာတွေကြီးပဲတဲ့အဲ့ဒီအထင်အမြင်တွေအမြင်ဆိုတာဘာလို့ဆိုလို့ရှိရင်ဒါလေးကိုပဲကိုယ်ပိုင်တဲ့အရာလို့မြင်နေတယ်အဲ့တော့အထင်ဆိုတာတဏှာကိုပြောတာအမြင်ဆိုတာဒိဋ္ဌိကိုပြောတာငါဟာလို့ထင်နေတာတဏှာငါလို့ထင်နေတာမာနငါရဲ့အတ္တလို့ထင်နေတာကဒိဋ္ဌိဒီနေရာမှာတော့အထင်နဲ့အမြင်ဒီတဏှာနဲ့ဒိဋ္ဌိဒါကိုပဲဥပါဒံလို့လည်းခေါ်တယ်ဥပါဒံဆိုတဲ့အစွဲဟုတ်ကဲ့လားအဲ့ဒီအထင်အမြင်တွေဟာမညတ်တော်စီးဝင်နေတာခန္ဓာကိုယ်ထဲမှာစီးဝင်နေတယ်ဆိုတာဒါတွေက flux ဆိုတာအဆက်မပြတ်ဖြစ်နေတာပဲပင်လယ်ထဲကိုရေတွေစီးဝင်နေတယ်ဆိုတာရပ်နေတာရှိရတာမရှိဘူးเนาะစီးဝင်နေတာတဏှာဆိုတဲ့အထင်တွေဒိဋ္ဌိဆိုတဲ့အမြင်တွေဟောတာတွေနဲ့ပတ်သက်လာရင်စီးဝင်နေတာအမြဲတမ်းအဲ့ဒီစီးဝင်မှုတွေမဖြစ်တော့ဘူးတဲ့ဟောဒီပညာပေါ်မှာယက်တည်လိုက်မယ်ခုနလိုအတိမှန်မှန်သိလိုက်မယ်ဆိုလို့ရှိရင်ဒီစီးဝင်မှုတွေမဖြစ်တော့ဘူးစီးဝင်မှုတွေမဖြစ်လို့ရှိရင်ဒီပုဂ္ဂိုလ်ဟာတကယ်သူတော်စင်နဲ့မုဏိတန်တော်တိဟောစတိတကယ်သူတော်စင်ဖြစ်သွားပြီတဲ့မြတ်စွာဘုရားကအဲ့ဒီတရားကိုဟောတာနော်ကဲလောက်ရမှာဘာကိုလောက်ရမှာတော့ဆိုရင်မြတ်စွာဘုရားကလောက်ဖို့ရဆက်ပြီးတော့ဟောသေးတယ်ပညာနပမိစေရပညာကိုဘယ်တော့မှမေ့မထားနဲ့ပညာနပမိစေရသစ္စာမနုရခေယသစ္စာကိုထိမ့်သိမ့်ထားစာကမနုပြုခေယဆွလွတ်မှုကိုတိုးပွားအောင်လုပ်တန်တိမေဝသောတိခေယငြိမ်းချမ်းရေးအတွက်ကြိုးစားအထောက်ကိုယ်တဏ္ဍာမှာစိတ်ငြိမ်းချမ်းမှုအတွက်ကြိုးစားအထောက်လို့ဟောဒီအချက်၄ချက်ကလောက်ရမယ့်အလုပ်၄ခုကိုမြတ်စွာဘုရားကလမ်းညွှန်ပေးတာပညာနပမေစေယဆိုတာဘယ်လိုလုပ်ရမှာတော့ဆိုလူဘဝဆိုတာဓာတ်၆ပါးအစုဝေးများတာဖြစ်တယ်အခြေခံ6ခုနဲ့အာယုံဆက်သွယ်ပြီးတော့စိတ်တွေဖြစ်နေတာဖြစ်လို့အခြေခံ6မျိုးရှိတယ်အာယုံ6မျိုးနဲ့ဆက်သွယ်ပြီးတော့ဖြစ်လာတဲ့အခါစိတ်ရဲ့ခံစားမှုစိတ်ရဲ့ဖြစ်မှုဟာ18ခုရှိတယ်အဲ့ဒီသဘောတရားကိုသိတာဒါပညာကဲသိတဲ့အခါကျတော့ဘယ်လိုသိတာတော့ဆိုရင်ခုနပြောတဲ့ခန္ဓာကိုယ်မှာရှိတဲ့ပထဝီဓာတ်တွေကိုအစ္ဆတိကပထဝီပဲဖြစ်ဖြစ်ဗဟိတကပထဝီပဲဖြစ်ဖြစ်ပထဝီဆိုတာပထဝီသာဖြစ်တယ်တဲ့နေတမမနေသောဟမတမိနမေသောအတ္တအခုပြောရတဲ့ဒီပထဝီဓာတ်တွေဟာနမမငါဟာလည်းမဟုတ်ဘူးနာအဟံငါဆိုတာလည်းမဟုတ်ဘူးနာအတ္တငါရဲ့ခိုင်မြဲတဲ့သဘာဝအတ္တဆိုတာလည်းမဟုတ်ဘူးတခုမှမဟုတ်ဘူးကိုထင်တာလေနော်အဲ့ဒါလို့မဟုတ်ဘူးလို့ယထာဘူတံသမ္မပညာယဓာထဗံတဲ့မှန်ကန်တဲ့မြင်တဲ့အဲ့ဒါလို့ရှုနိုင်အောင်ကြိုးစားအဲ့ဒါလို့ရှုပါပထဝီဓာတ်ဒီပထဝီဓာတ်သာဖြစ်တယ်ငါဥစ္စာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါရဲ့အတ္တလည်းမဟုတ်ဘူးလို့မှန်ကန်တဲ့အမြင်နဲ့သုံးသပ်ကြည့်ပါတဲ့မြတ်စွာဘုရားအဲ့ဒါလို့သုံးသပ်လိုက်တော့ဘာဖြစ်တယ်ယထာဘူတံသမ္မပညာယပတ္တတောပထဝီဓာတုယနိဗ္ဗိတတိအဲ့ဒါလို့မှန်မှန်ကန်ကန်မြင်လာတဲ့အခါကျတော့အတွေ့အတာတွေမရှိတော့ဘူးပေါ့ဗျာအတော့ဆိုတွဲနေဦးမှာလေမျက်လုံးလိုမြင်နေရင်တွဲဦးမှာပဲနားလိုမြင်နေရင်တွဲဦးမှာပဲပထဝီဓာတ်ကိုပထဝီဓာတ်လိုပဲမြင်လိုက်တယ်ဆိုလို့ရှိရင်တွဲစရာရှိသေးရဲ့လားငါမဟုတ်ဘူးလို့မြင်လိုက်တယ်ငါဥစ္စာမဟုတ်ဘူးဆိုရင်တွဲသေးလားလောကမှာလူတွေကငါဥစ္စာလို့သတ်မှတ်လိုက်တာနဲ့တပြိုင်နက်တွဲသွားတာပဲเนาะဆိုပါစို့ကားလေးတစ်စီးဝယ်တယ်ဆိုတော့မဝယ်ခင်တော့လိုက်ချိထားတယ်ကားတွေအများကြီးပဲချိနေတော့အဲ့ဒီချိနေတဲ့ကားတွေပေါ်မှာတွေ့တာမှုရှိလားကားတစ်စီးကတော့အယောင်းဝယ်တဲ့လို့ပိုက်ဆံလေးလဲခြေလိုက်ပြီးငါဟာလို့ဆိုကြတဲ့ကတွေ့မသွားတော့ဘူးလားအိမ်ဝယ်လဲထို့အတူပဲဟုတ်လားငါဟာလို့တတ်မှတ်လိုက်တာနဲ့တပြိုင်နက်အတွေ့အတာတစ်ခါတည်းရှိပါမယ်ရှိသွားရင်ဘာဖြစ်တော့ worry ဆိုတဲ့တောကနောက်ကလိုက်လာပြီတခုဖြစ်မှစိုးသွားပြီအရင်တော့သူကလမ်းပေါ်ပြေးနေတာသူရှိနေတာဒီကတတိတောင်မရဘူးဟုတ်ကဲ့ကိုဟာလို့သတ်မှတ်လိုက်တာနဲ့တပြိုင်နက်ချိခုနကလေအကုန်တက်
ကိုယ်တော့ကသူများအိမ်ကိုကဝယ်လိုက်တယ်သို့မဟုတ်တိုက်ခန်းတစ်ခုဝယ်လိုက်တယ်ကိုမပိုင်တော့ဒီတိုက်ခန်းရှိတာပဲအမြဲတမ်းဘာမှမပူပတ်စံပေးပြီးခြေလိုက်တာနဲ့ကိုဟာလို့တတ်မှတ်လိုက်တဲ့အချိန်ကစပြီးတော့ဟောတွေ့တာမှုဖြစ်သွားပြီတွေ့တာမှုဖြစ်တဲ့အချိန်ကစပြီးဒီတိုက်ခန်းအတွက်ဆိုရင်တော့ကလေးတွေဝင်လာပြီအဲ့တော့တွေ့တာမှုကြောင့်ဖြစ်တယ်ဆိုတာမထင်ရှားဘူးလားဒါကြောင့်မို့လို့တွေ့တာမှုကိုဖြုတ်ချင်ဘာလို့အောင်ဒီတောကကိုဖြုတ်ချင်လို့ရှိရင်တွေ့တာမှုကိုဖြတ်ရမယ်လို့ဒီလိုပြောတယ်တွေ့တာမှုကိုဖြတ်ချင်လို့ရှိရင်ဘာနဲ့ဖြတ်ရမှာတော့အမြင်မှန်အောင်ကြည့်ပြီးတော့ဖြတ်ရမယ်မှန်ကန်တဲ့ဉာဏ်အမြင်နဲ့ဖြတ်ယထာဘုဒ္ဓသမ္မပညာယတထယထာဘုဒ္ဓသမ္မပညာယတထဗံယထာဘုဒ္ဓသမ္မပညာယပတ္တတောပထဝီဓာတုယနိဗ္ဗိနတိယထာဘုဒ္ဓဟိုတိုင်းမှာစွာသမ္မပညာယမှန်ကန်သောဉာဏ်ပညာဖြင့်ပတ္တတောမြင်တဲ့ပုဂ္ဂိုလ်မှာပထဝီဓာတုယပထဝီဓာတ်အပေါ်မှာနိဗ္ဗိနတိအတွေ့တာကင်းပြည့်၍ညီငွေကသွားလေတော့ဤတွေ့တာကင်းပြတ်သွားပြီတွေ့တာကင်းပြတ်တော့ညီငွေသွားရင်ဘာဖြစ်တော့ပထဝီဓာတုယနဝေရစတိမတွေ့တော့ဘူးပေါ့ဗျာမတွေ့လို့ရှိရင်တောကတွေဘာတွေလာသေးလားအေးအဲ့တိုင်းပဲအာဘောဓပေါ်မှာလည်းပဲထို့တူပဲအာဘောဓဟာအာဘောဓတာဖြစ်တယ်အတွင်းအာဘောပဲဖြစ်ဖြစ်အပြင်အာဘောပဲဖြစ်ဖြစ်အာဘောဟာအာဘောမြတာဖြစ်တယ်ငါမဟုတ်ဘူးငါဟာမဟုတ်ဘူးလို့မှန်ကန်တဲ့ဉာဏ်မြင်ရှိရမယ်ဒါကိုပညာနပမိစေယပညာကိုမမိတ်နဲ့ဆိုတာအဲ့ဒါပြောတာဝိပဿနာပညာကိုတိဆောက်မမိတ်နဲ့ပညာနဲ့အမြဲတမ်းကြည့်လို့ပြောတာနော်ဘုန်းကြီးတွေကပညာနဲ့မကြည့်ဘူးဗာနဲ့ကြည့်တဏှာနဲ့ကြည့်တယ်ဒိဋ္ဌိနဲ့ကြည့်တယ်တဏှာနဲ့ကြည့်လိုက်တာနဲ့တပြိုင်တည်းတွေ့သွားပြီဒိဋ္ဌိနဲ့ကြည့်လိုက်တာနဲ့အမြင်ဆောင်သွားပြီဟောဒီလိုဖြစ်ကုန်အေးတဏှာနဲ့မကြည့်နဲ့ပညာနဲ့ကြည့်ဒိဋ္ဌိနဲ့မကြည့်နဲ့ပညာနဲ့ကြည့်အဲ့ဒီလိုကြည့်လိုက်တာနဲ့တပြိုင်တည်းထိုအာယုန်ဒီပေါ်မှာအတွေ့အတာတွေအလုံးအကင်းပြတ်သွားတယ်အာဘောတဲ့တေဇောတဲ့ဝါယောတဲ့ဓာတ်လေးပါးဟာဓာတ်လေးပါးသူ့အတိုင်းပဲအာကာသတ္တဆိုတာလဲအာကာသတ္တပဲငါနဲ့ဘာမှမဆိုင်ဘူးဝိညာဏတ္တကလည်းဝိညာဏတ္တပဲငါနဲ့ဘာမှမဆိုင်ဘူးလို့အဲ့လိုအမှန်ကန်မြင်လိုက်တာကိုပဲပညာနပမိစေယပညာကိုမမေ့နဲ့လို့မြတ်စွာဘုရားဟောတာအဲ့ဒီပညာမမေ့ဘူးဆိုတာနဲ့တပြိုင်နက်ဒါလောက်ရမှာကဒီတစ်ခုပဲဒါတစ်ခုလောက်လိုက်တာနဲ့နောက်ကအကျိုးဆက်တွေဝင်လာတယ်။ဘာတွေအကျိုးဆက်တွေဝင်လာတော့ဆိုပညာပေါ်မှာအခိုင်အမာယက်တည်လိုက်တာနဲ့အမှန်တရားကိုလည်းထိမ့်သိမ်းဆောက်ရှောက်ပြီးဖြစ်သွားတယ်။အဲ့ပညာဆိုတဲ့အထဲမှာအမြင့်ဆုံးပညာကဘာလဲလို့ဆိုရင်ဒုက္ခအလုံးကိုကုန်ခန်းစေနိုင်တဲ့အရဟတမေပညာဟာအမြင့်ဆုံးပညာပဲတဲ့။အဲ့ဒီပညာပေါ်လာတာနဲ့တပြိုင်နက်ကိလေသာအလုံးကုန်သွားရောအဲ့ဒီပညာဟာဒုက္ခခယပညာသည်ပညာထဲမှာအမြင့်ဆုံးပညာသစ္စာထဲမှာအမြတ်ဆုံးသစ္စာကဘာလဲလို့ဆိုရင်ဘယ်တော့မှမလွဲမှားတဲ့ဘယ်တော့မှမပျက်စီးတဲ့နိဗ္ဗာန်ဟာအမှန်ဆုံးသစ္စာပဲကျန်တဲ့သစ္စာတွေကမှားတဲ့ခါမှားသွားသေးတယ်နိဗ္ဗာန်ဆိုတာတော့ဘယ်တော့မှမမှားတော့ဘူးတဲ့နော်အဲ့ဒီနိဗ္ဗာန်ဆိုတဲ့သစ္စာကိုထိမ့်သိမ့်ပါတဲ့ကိုယ်တဏ္ဍာမှာရခုနကပညာရတာနဲ့တပြိုင်နက်နိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်ဘူးလားနိဗ္ဗာန်ကိုမျက်မှောက်ပြုလိုက်လို့ရှင်အမြတ်ဆုံးသစ္စာကိုထိမ့်သိမ့်ပြီးသားဖြစ်သွားတယ်အမြတ်ဆုံးထိမ့်သိမ့်သစ္စာကိုထိမ့်သိမ့်ပြီးတာနဲ့တပြိုင်နက်ဘာဖြစ်တယ်ဆိုရင်စာကမနုပြုခေယစာကကိုတိုးပွားစေဘာတွေကိုစာကလောက်ရမလဲလို့ဆိုရင်အေးခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ခန္ဓာဆိုတာကိုလည်းစွန့်လွတ်ရမယ်အဓိကကတော့ကိလေသာတွေကိုစွန့်လွတ်ရမယ်ဥပတိဆိုတဲ့တရားတွေကိုစွန့်လွတ်တာကိလေသာဆိုတဲ့ဥပတိတွေကိုစွန့်လွတ်တဲ့အဘိသင်္ခါရဆိုတဲ့ကံတရားတွေကိုစွန့်လွတ်လိုက်တဲ့နောက်ဆုံးမှာကိလေသာလည်းမရှိဘူးကံတွေလည်းမရှိတော့ဘူးဆိုခန္ဓာကိုယ်ရောစွန့်လွတ်ပြီးသားမဖြစ်တော့ဘူးလားဖြစ်တယ်ဒါကြောင့်မို့လို့အဘိသင်္ခါရဥပတိကိလေသာဥပတိဒါတွေကိုစွန့်လွတ်လိုက်တာအရဟတမေပေါ်လိုက်တာနဲ့တပြိုင်နက်ဟောဒီဥပတိတွေကိုအားလုံးစွန့်ပယ်ပြီးသားဖြစ်သွားသည့်အတွက်ကြောင့်စာကထဲမှာဥပတိကိုစွန့်တဲ့စာကဟာအကောင်းဆုံးပဲလို့ဒီလိုပြောတာเนาะကိလေသာတွေ
ထိုကိလေသာနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ကံတရားတွေကိလေသာလည်းမရှိတော့ဘူးကံလည်းမရှိတော့ဘူးဆိုခန္ဓာလည်းရှိစရာမရှိတော့ဘူးအဲ့ဒါတွေစွန့်သွားလို့ရှိရင်ဥပရိတရားလုံးဝစွန့်လွတ်ခြင်းသည်စာကမနှုတ်ပြပေးရအဲ့ဒါလို့စာကစွန့်လိုက်တာနဲ့တပြိုင်နက်ခန္ဓာကိုယ်ထဲမှာဘာတွေငြိမ့်သွားတော့ဆိုရင်လောဘတွေငြိမ့်တယ်ဒေါသတွေငြိမ့်တယ်မောဟတွေငြိမ့်တယ်လောဘဆိုတဲ့အဆိုးတရားလုံးဝမရှိတော့ဘူးဒေါသဆိုတဲ့အဆိုးတရားလည်းလုံးဝငြိမ့်သွားတယ်မောဟဆိုတဲ့အဆိုးတရားလည်းလုံးဝငြိမ့်သွားတယ်အဲ့ဒီကိလေသာထဲမှာလောဘဒေါသဆိုတဲ့အခြေအမြစ်တွေကစပြီးတော့ငြိမ့်သွားလို့ရှိရင်တတိမေဝသောတိတ်ခေယအငြိမ့်တက်ကိုကြိုးစားအားထုတ်ပါလို့ဆိုဟောဒီတရားတွေငြိမ့်သွားကိလေသာအပူတွေအလုံးငြိမ့်သွားပြီငြိမ့်သွားလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာခဏကပြောတဲ့ပညာပေါ်မှာလည်းယတ္တိပြီးသားဖြစ်သွားတယ်သစ္စာပေါ်မှာလည်းယတ္တိပြီးသားဖြစ်သွားတယ်စာကပေါ်မှာလည်းယတ္တိပြီးသားဖြစ်သွားတယ်ငြိမ်းချမ်းမှုပေါ်မှာလည်းယတ္တိပြီးဖြစ်သွားတယ်ဆိုဟောယတ္တိမှု၄ခုနဲ့ပြည့်စုံမသွားဘူးလားအဲ့ဒီယတ္တိမှု၄ခုနဲ့ပြည့်စုံသွားတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာအထင်အမြင်ဆိုတာတွေစီးဝင်ပြီးတော့မလာတော့ဘူးတဲ့ငါလို့ဆိုတဲ့အထင်တွေငါဥစ္စာဆိုတဲ့အထင်အမြင်တွေငါရဲ့အတ္တဆိုတဲ့အမြင်မှားတာတွေဒါတွေတခုမှသူ့ရဲ့တဏ္ဍာမှာစီးဝင်မလာဘဲနဲ့လုံးဝရပ်ဆိုင်သွားတယ်အဲ့ဒါလို့လုံးဝရပ်ဆိုင်သွားတဲ့ပုဂ္ဂိုလ်မုဏိတန်တော်တိကိုစတိတကယ်သူတော်စင်သူတော်မြတ်ဖြစ်ပါတယ်လို့မြတ်စွာဘုရားကဟောတာနော်ဓာတုဝိဝေငါတုတ်အကျဉ်းအားဖြင့်မြတ်စွာဘုရားကအခုလို့တဘာဝတရားစိုက်ထီအောင်ဟောလိုက်တာဟောလိုက်တဲ့အခါကျတော့နှစ်ပါးတည်းဟောနေကြတာနော်မြတ်စွာဘုရားဟောလို့နာနဲ့မိုးတော့အလင်းရောက်ခံနေလေးဖြစ်သွားတော့တရားလည်းပြီးသွားရောတရားဟောလို့နာရင်နဲ့ခုနကပုဂ္ဂုတ္တတိဆိုတဲ့အမျိုးကောင်းသားတရားဓမ္မတွေကိုသိမြင်ပြီးတော့အနာဂံအဆင့်ရောက်သွားတယ်သူကတရားကိုစူးစိုက်နာရင်ကနေအနာဂံအဆင့်ရောက်အဲ့လိုတရားကိုမြင်တော့မှသူကဘုရားကိုမြင်တော့တာအဲ့ကြောင့်ငကိုယ်တော့ကဘုရားလို့မထင်ဘူးတာမန်ပုဂ္ဂိုလ်တပါးလို့ဒီလိုထင်အဲ့ဒီကြတော့မှသူကထပြီးတော့အရှင်ဘုရားတဲ့တပည့်တော်ကိုမိုက်မဲနဲ့အရှင်ဘုရားကိုတာမန်ဆက်ဆံမှုပြုခဲ့ပါတယ်တဲ့မလေးမစားတာမန်အယိုသေးမပေးဘူးပေါ့လေဆရာတစ်ပါးတို့အယိုသေးမပေးခဲ့ဘူးတာမန်ပုဂ္ဂိုလ်တစ်ပါးတို့ဆက်ဆံမိခဲ့ပါတယ်အဲ့ဒီအဖြစ်ကိုခွင့်လွှတ်တော်မူပါဆိုပြီးတော့မြတ်စွာဘုရားကိုထပ်တောင်းပန်တော့မြတ်စွာဘုရားကခွင့်ပြုတယ်အဲ့ဒီလိုခွင့်ပြုပြီးတဲ့အခါကျတော့အရှင်ဘုရားနဲ့တပည့်တော်ယဟန်ဝပ္ပယစေပါတဲ့သူကကိုင်ကြီးဝတ်လာတာကိုယဟန်ခံတာမဟုတ်ဘူးနော်အဲ့တော့ယဟန်ခံခြင်းပါတယ်လို့ဆိုတော့မြတ်စွာဘုရားကယဟန်ခံလို့ရှိရင်သင်္ကန်းတပိတ်ပြိခရာဆောင်ရမယ်တဲ့အဲ့ဒါရှိပြီလားလို့ဆိုတော့သူမရှိသေးပါဘူးမရှိသေးရင်ရှာပါအောင်လို့ဆိုပြီးတော့မြတ်စွာဘုရားကလည်းအရုံတရားပွဲလည်းပြီးရောမြတ်စွာဘုရားကကောင်းငင်ခရီးရုတ်တရက်ပေါ့လေအဲ့ဒီအိုရင်းတဲ့တဲကနေပြီးတော့ရုတ်တရက်ပျောက်ကွယ်သွားပြီးတော့တောင်းထိပ်ပြန်ကြွသွားတယ်ဆိုပါစို့ဒီမျိုးကောင်းသားကလည်းယဟန်ဖြစ်ခြင်းစောတဲ့ဒါစကြိုမျိုးပတ်ဝန်းကျင်မှာလှည့်ပြီးတော့တပိတ်သင်္ကန်းရှာလိုက်တာအိန္ဒိယနိုင်ငံဆိုတာထုံးစံတိုင်းပဲလေးကြီးလမ်းမှာနွားတွေကလွတ်ထားတာအများကြီးမဟုတ်လားကလပြေရောက်ဘူးတဲ့ပုဂ္ဂိုလ်တွေသိပါတယ်နွားတွေကဈေးတယ်လည်းရှောက်တိုးနေတာပဲအဲ့ဒီကောင်တွေကအဲ့ဒီမှာ VIP ဆိုတာနွားတွေပဲအဲ့ဒီကလမ်းပေါ်မှာဘယ်သူမှပြေးမဆိုင်ဘူးအဲ့ဒီမှာအဲ့ဒီထဲမှာဒီနမတကောင်ကနေပြီးတော့ဝင်ပြီးတော့ခွေလိုက်တာတခါတည်းအသက်ပါသွားတာပုဂ္ဂုတ္တတိယဟန်လောင်းကြီးဟာအသက်ပါသွားရှာဘဝဇာအကယ်၍သာမြတ်စွာဘုရားအဲ့ဒီနေညတရားလာမဟောဘူးဆိုရင်ဒီလိုနွားခွေတာနဲ့ပဲဆုံးရမှာအဲ့ဒီမဆုံးခင်မြတ်စွာဘုရားကလာပြီးတော့တရားဟောတာနွားဆိုတာတော့တကယ်နွားမဟုတ်ဘူးတဲ့အတိတ်ဘဝတုန်းကရံကျိုးရှိခဲ့တဲ့ဘလူးမကနွားရောင်ဆောင်ပြီးတော့ခွေတတ်လိုက်တာပေါ့အဲ့ဒါနဲ့ပဲအမိုက်ပုံပေါ်မှာပေါက်ရကြပြီးတော့ဆုံးသွားရှာတယ်ဆုံးသွားတော့ပုဂ္ဂုတ္တတိအမျိုးကောင်းသားသေဆုံးတာနဲ့ပတ်သက်ပြီးသတင်းရောက်လာတော့ယဟန်တွေကမေးကြတယ်မြတ်စွာဘုရားတရားဟောခဲ့တဲ့ပုဂ္ဂိုလ်အခုဆုံးသွားပြီလို့ပြောတယ်ဗျာဘယ်ဘဝရောက်သွားတော့ဆိုမြတ်စွာဘုရားကအဲ့ကြတော့မှဟောတာသူဟာဩရံဘာဂိယလို့တန်ရောစဉ်၅ပါးတန်ရောစဉ်က10ပါးရှိတန်ရောစဉ်10ပါးကျိုး10ချောင်းနဲ့တတိထားခြေထောက်မှာခြိထားတဲ့ကျိုးက5ချောင်းခေါင်းပိုင်းမှာခြိထားတာက5ချောင်းအပေါ်ဆွဲအောက်ဆွဲပေါ့ဗျာနော်
ဩရဘာဂိယတန်ရောစဉ်ဆိုတဲ့အောက်ဆွဲတဲ့တန်ရောစဉ်တွေတက္ကာယဒိဋ္ဌိတို့ဝိသိကိစ္စတို့သီလဝတ္တပရမာသတို့ကာမရာဂဗျာပါဒဆိုတဲ့အဲ့ဒီတန်ရောစဉ်တွေသူကမရှိတော့အောက်ဆွဲတန်ရောစဉ်မရှိတော့ဆိုလိုတာကလူဘဝနဲ့စခန်းပြတ်သွားပြီအစပြတ်သွားတယ်လူဘဝနဲ့တန်ရောစဉ်ပြတ်ပြီးတော့ဗြဟ္မပြေရောက်သွားပြီလို့ပြောတယ်ဗြဟ္မပြေရောက်ပြီးတော့ဗြဟ္မပြေကပြန်မလာတော့ဘူးသုဒ္ဓဝါဒဗြဟ္မပြေမှာနေပြီးအဲ့ဒီမှာပဲပြိဋိဘံဆံတော့မယ်အခုခဏရှိနေတဲ့ပေါ့ဗျာပုဂ္ဂုတတိဗြဟ္မပြေလည်းရောက်တာနဲ့တပြိုင်နက်ယဟန္တာဖြစ်သွားတယ်ပုဂ္ဂုတတိအရှင်မြတ်ကြီးအခုဗြဟ္မဘဝနဲ့ယဟန္တာကြီးပေါ့သုဒ္ဓဝါဒဗြဟ္မဘုံမှာရှိနေတယ်သူနဲ့တူတူဘသူရှိတော့ဆိုရင်အားလုံးကဗမာတွေသိကြတဲ့အတိုင်းဥပကဆိုတာရှိတာပေါ့ဥပကလည်းအဲ့ဒီလိုပဲသုဒ္ဓဝါဒဗြဟ္မဘုံမှာရောက်ပြီးဗြဟ္မကြီးဖြစ်နေလေရဲ့နော်နောက်ဘုရားပွင့်ရင်လည်းတွေ့ကြအောင်ပါပေါ့သူအဲ့ဒီသုဒ္ဓဝါဒဘုံရောက်သွားတာဒီပုဂ္ဂိုလ်ကအလွန်ဉာဏ်ထက်တယ်တဲ့မြတ်စွာဘုရားကစကားတရားကိုတူတူလေးဓာတုဝိပင်ကကမ္မထမ်းခြင်းစီအခုမြတ်စွာဘုရားဟောလိုက်တဲ့တရားဟာဒီဓာတ်6ပါးလို့ဆိုတဲ့အထဲမှာဝိညာဏဓာတ်ကနံတရားဉာဏ်နဲ့ဓာတ်တွေကယုတ်တရားယုတ်ကမ္မထမ်းနဲ့နံကမ္မထမ်းအဲ့ဒီနှစ်ခုကိုအခြေခံပြီးတော့ဟောလိုက်တာဝိပဿနာဉာဏ်အစဉ်စဉ်တက်ပြီးဒီပုဂ္ဂိုလ်ဟာအနာဂံပုဂ္ဂိုလ်ကြီးဖြစ်သွားပါတယ်တဲ့အနာဂံပုဂ္ဂိုလ်ဖြစ်သွားတဲ့အခါမှာဘုရားကိုတွေ့ပြီးတော့ရှိခိုးဝါချတောင်းပန်ပြီးတော့သူတွေ့ကျင်တဲ့ဘုရားဟာဒီဘုရားပဲလို့ဆိုတာကိုအဲ့ကြတော့မှသိသွားတယ်ဒါဟာအိုးရင်းတဲ့ကတရားပွဲမှာဟောတဲ့တရားကလေးတစ်ပုဒ်ပါနော်ဓာတုဝိပင်ကတုတ်ရဲ့အနှစ်ချုပ်ကလေးကိုဟောတာဖြစ်လို့တရားချိခင်သူတော်စင်ပြိဿတ်တို့သည်တို့ရဲ့ဘဝတို့ရဲ့ခန္ဓာဓာတ်6ပါးနဲ့ဖွဲ့စည်းထားတဲ့အခြေခံ6မျိုးရဲ့ထိုအခြေခံ6မျိုးပေါ်မှာလာရောက်ပြီးတော့ဆက်သွယ်တဲ့အာယုန်တွေထိုအာယုန်တွေနဲ့ဆက်သွယ်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်18မျိုးဒါဟာတို့ရဲ့ဘဝပဲထို18မျိုးပေါ်မှာတို့ပညာပေါ်မှာအခြေခံပြီးတော့ယက်တည်မယ်အမှန်တရားပေါ်မှာအခြေခံယက်တည်ကျင့်သုံးမယ်စာကပေါ်မှာအခြေခံယက်တည်ပြီးတော့ငြိမ်းချမ်းမှုပေါ်မှာအခြေခံယက်တည်ထားမယ်ဆိုတဲ့ဒီယက်တည်မှု၄မျိုးပေါ်မှာအခိုင်အမာယက်တည်မယ်ဆိုရင်တို့မှာအထင်အမြင်ဆိုတဲ့တရားတွေတို့တဏ္ဍာမှာမလာတော့ဘူးဒီကနေ့အထင်အမြင်တွေကကြီးစိုးနေတာဖြစ်တယ်ဟုတ်ကဲ့လူတိုင်းမှာအထင်အမြင်ဆိုတဲ့တဏှာနဲ့ဒိဋ္ဌိတွေကကြီးစိုးနေသည့်အတွက်ကြောင့်တဏှာဝကမလွတ်နိုင်ကြတာထိုအထင်အမြင်ဆိုတဲ့တရားတွေယက်တည်မှုကြီးစိုးလာမှုစီးဝင်လာမှုတွေမရှိအောင်အသိပညာဖြင့်တို့တားရမှာလို့ကိုစီသဘောကျပြီးဓာတုဝိမကသုတ်တန်တရားအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်တည်း